မင်္ဂလာပါတရမူဆက်ပစ္စည်းရောင်းဝယ်မော်လကနေပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုပုံဆုပ်ဆက်တွေဗျာ portable ပုံဆုပ်ဆက်တွေမိထားလို့เนาะဒီကျွန်တော်တို့ကားတွေအတွင်းမှာသုံးမယ်အိမ်မှာသုံးမယ်ဗျာကျွန်တော်တို့ချိုးနေရာတွေပေါ့เนาะဆုပ်လို့မရတဲ့နေရာတွေကျွန်တော်တို့ဂျားတွေဆိုလို့ရှိရင်ကျွန်တော်တို့တွေအသုံးပြုခြင်းတဲ့လူတွေဗျာအဲ့လိုမျိုးပုံဆုပ်ခြင်းတဲ့လူတွေတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီပုံဆုပ်ဆက်လေးတွေရှိတယ်เนาะဒါဘက်ထရီနဲ့ပဲဒီကောင်လေးကဘက်ထရီနဲ့ပဲဒီကောင်လေးကလည်းဘက်ထရီနဲ့ပဲဘက်ထရီဆိုလို့ရှိရင်ဒီကောင်ကိုမိုက်တယ်ဗျာ21 volt ဘက်ထရီနဲ့လာတယ်ပြီးတော့သူ့ရဲ့အားကလည်းတော်တော်လေးကိုကျန်းပါတယ်တော်တော်မိုက်တယ်เนาะဒီကောင်ဆိုလို့ရှိရင်လည်းခေါင်းကလည်းကျွန်တော်တို့ဒီအိမ်မှာလည်းအသုံးပြုလို့ရတယ်ကားထဲမှာလည်းအသုံးပြုလို့ရတယ်တည်သွားတာလည်းကျွန်တော်တို့ခောက်ထိုးပြီးတော့အားလုံးနားတွေခောက်ပြီးတော့တည်သွားလို့ရတယ်ဗျဒီပုံထုတ်ဆက်လေးတွေကျွန်တော်တို့မှာရှိတယ်เนาะဒီပုံထုတ်ဆက်လေးတွေကျွန်တော်တို့မှာရှိပါတယ်ပြီးတော့ဒီလိုမျိုး portable အသေးလေးတွေဗျဒီလို portable အသေးလေးတွေဒီလိုမျိုး portable အသေးလေးတွေကျွန်တော်တို့ဒီမှာရှိပါတယ်ဒီလိုလက်ကင်လေးတွေဗျလက်ကင်လေးတွေနော်ဒီလိုလက်ကင်လေးတွေဖြစ်ပါတယ်တော်လေးမိုက်ပါတယ်ဒီကောက်မှာကျတော့လေကျွန်တော်တို့အကွေးပြုလုပ်လို့ရတဲ့ဒီလိုပိုက်လေးတွေပါပါတယ်เนาะကျွန်တော်တို့ဂျားတွေကိုလိုက်ပြီးတော့တက်နိုင်လို့မရတဲ့နေရာတွေကိုဒါလေးတွေနဲ့တန့်ရှင်းဝင်လုပ်လို့ရတယ်เนาะဒီဆက်လေးတွေကျွန်တော်တို့မှာရှိတယ်ဘက်ထရီနဲ့ပါဒီကောင်လည်းဘက်ထရီနဲ့ပါပါဝါတိုးပုံစံမျိုးပါဒါပါဝါတိုးပုံစံမျိုးလာတာဘက်ထရီနဲ့ပါ portable ပါကျွန်တော်တို့လက်ဆက်မီမလို့ပါဘူးဘက်ထရီအားသွင်းထားပြီးဆိုလို့ရှိရင်အကြာကြီးအသုံးပြုလို့ရပါတယ်ဘက်ထရီတစ်လုံးပါပါတယ်ကျွန်တော်တို့ရဲ့သူ့ရဲ့ပါကင်ပါမော်ဒယ်တော်တော်လေးကိုမြင်ပါတယ်မော်ဒယ်ကောင်းတယ်เนาะဒီကောင်ပစ္စည်း quality လည်းကောင်းတယ်တော်လေးလည်းမိုက်တယ်ပြီးတော့အမိုက်ကန်အကြီးပါတယ်လေစစ်အကြီးနဲ့ဗျာခဲထဲမှာလေစစ်အကြီးပါတယ်เนาะဒီကောင် high quality ဖြစ်ပါတယ်နောက်တစ်ခုကျွန်တော်ကို comment ထဲမှာလေကျွန်တော်ဒီ comment ထဲမှာမေးတာလို့ဒီ comment လေးလည်းပြောက်သွားလို့ကျွန်တော်ဒီ DC liquid addi pad တွေရှိလားဆိုပြီးတော့မေးတယ်ဒီ DC liquid addi pad တွေကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့တွေကဘယ်လိုသုံးလို့ရလဲဆိုတော့ကျွန်တော်တို့ဓာတ်ဆီဆုပ်လို့ရမယ်ဓာတ်ဆီတော့မရဘူးဗျာဒီဇယ်ဆုပ်လို့ရမယ်ပြီးတော့ကျွန်တော်တို့စားအုံးစီတွေပြီးတော့စားစီတွေဆုပ်လို့ရမယ်ဗျာဒီ pad တွေတစ်လုံးရှိတာယုံတယ်ဒါကျတော့တက်သွားတက်လာလို့ရတယ်မဖီနဲ့အသုံးပြုရတာဖြစ်ပါတယ်ဗျာအဲ့ကြကတော့လူကြီးမင်းတို့စီမှာတွဲဖို့ပေါ့နော်တွဲဖို့ကျွန်တော်တို့တွဲဖို့မဖီတစ်လုံးရှိယုံနဲ့ကျွန်တော်တို့တွေကဘာလုပ်လို့ရလဲဆိုဒီပန့်နဲ့ဗျာစီဆုပ်လို့ရမယ်ဒီဇယ်ဆုပ်လို့ရမယ်ဓာတ်စီတော့မရဘူးဒီဇယ်တော့ရမယ်ပြီးတော့ကျွန်တော်တို့ဒီစားစီတွေဗျာနှမ်းစီတို့တန်လွင်စီတို့ပြီးတော့စားအုံးစီအမျိုးမျိုးပေါ့ဗျာဒါတွေနဲ့ဒီပန့်နေနဲ့ဆုပ်လို့ရဖြစ်ပါတယ်ဗျဘက်ထရီပေါ့နော်တွဲဖို့ဘက်ထရီအသေးလေးတစ်လုံးရှိယုံနဲ့ဒီကောင်လုပ်ပါတယ်ကျွန်တော်ကိုလိုအပ်တာလေးတွေရှိရင်လည်းကျွန်တော်ကို comment လေးတွေမှာရေးတာပါကျွန်တော်ဗီဒီယိုလေးတွေနဲ့ပြန်ပြီးတော့ reply ပြန်ပေးပါမယ်ကျေးဇူးထူးတင်ရှိပါတယ်ဗျ